ချက်တော့မဟုတ်ဗျာ မတော့ ဖေရ အဲ့မနေ့ကလောငါ့ကိုခေါင်းလျှော်ရည်ဘီးတွေလှူအောင်မလို့ ဟုတ်ဗျာ အတိကတ်ကွာဘုန်းကြီးကိုခေါင်းလျှော်ရည်ဘီးတွေပေါင်တာတွေလာလှူတာတော်သေးလို့ကျောင်းကိုလာတဲ့ဓမ္မတွေပြန်ဆွန့်လို့မင်းကွာ တပည့်တော်မသိလို့လူမိတာပါဖေရ ဒီပါပြီပါ ဒီတကာလူမှာဖုံးချောင်းတို့အသုံးဝင်မဲ့ပစ္စည်းတပည့်တော်လူမှာပါဖေရ လှူအောင်မလို့ ပြပါဖေရ ကျောင်းအတွက်အသုံးဝင်တဲ့ပစ္စည်း ပြပါဖေရပန်းအောင်ပါဖေရ အေးကောင်းပါလေပန်းဦးဆိုတော့လေဘာပဲပြောပြောညောင်ရိုးသုံးလို့ရတယ်ဟာလား ပြပါဖေရ ညောင်ရိုးသုံးလို့အေးတော် ခဏလေးစောင့်တော့ပါဖေရ အေးသူရတာတုံးလားလူချင်းစိတ်ဟဲ့ A few moments later. ပြပါဖေရ ဟာ ဖေရ မတုံး ဖေရ မင်းကတော့လောက်ချလိုက်ပြန်ပြီငါဒီတပိတ်ကြီးနဲ့အဲ့ဒီပန်းကိုဘလို့လို့တယ်မတော့ တပည့်တော်မလီဗျာတပည့်တော်လူချင်းစိတ်ပေါက်လာပြီပါဖေရ